အားလုံးပဲမင်္ဂလာပါဒီနေ့တစ်ဆက်ပြီးမှာကတော့ရွှေတပင်လွတ်တန်းဖိတ်ခေါ်ဖို့တဲ့ပြိုင်ပွဲအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာပြိုင်ပွဲကိုတော့အသင်းပေါင်း14သင်းဖြင့်ကျင်းပပြုလုပ်နေရပဲဖြစ်ပါတယ်ခင်ဗျာတအုပ်စုကို9သင်းစီဖြင့်နှစ်အုပ်စုရှင်မြန်ကစားရပဲဖြစ်ပါတယ်ခင်ဗျာဆီမီဖိုင်နယ်ကိုတော့အမှတ်များဆုံးတအုပ်စုကိုအမှတ်များဆုံး2သင်းစီကတက်ရောက်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာပွဲစဉ်အနေနဲ့ကတော့တရက်ကို3နာရီ4နာရီနှစ်ပွဲရှင်မြန်ကစားတော့မှာပဲဖြစ်ပါတယ်ခင်ဗျာပြိုင်ပွဲကိုတော့တသင်းကို12ရောက်အထိရှင်မြန်ကစားခွင့်ပေးထားပါတယ်ခင်ဗျာပြိုင်ပွဲကတော့5+1ဂိုးသမားပါဝင်6ယောက်ကစားတော့မှာဖြစ်ပါတယ်ခင်ဗျာပြိုင်ပွဲပွဲစဉ်စရာကိုတော့ pitch မှာတင်မိထားပါတယ်ခင်ဗျာဘောလုံးပွဲကတော့တရက်9လ2016ရက်နေ့မှာရှင်မြန်ကစားတော့ကြမှာပဲဖြစ်ပါတယ်ခင်ဗျာဘယ်အသင်းကချန်ပီယံဖြစ်မလဲဆိုတာအော်ကွန်မှာဝင်ရောက်ဆွေးနွေးတော့ရပါတယ်ခင်ဗျာ